ယာပြဿနာများနေတဲ့အာဆင်နယ်ဘုံမောက်ကိုခက်ခက်ရှင်ပြန်ရနိုင်တယ်အာဆင်နယ်ကတင်းနုတ်30အကျော်ပေးထားပြီးတော့ဂိုးပေါင်း3.20ဖွင့်လှစ်ပေးထားပါတယ်မူလဖွင့်လှစ်မှု2.50ဂိုးပေါင်း3.20ကနေဇုံလိုက်ကျဆင်လာတာတွေ့ရပါတယ်အာဆင်နယ်ကပရီးမီးယားလိကိုဦးဆောင်နေပြီးတော့ပြီးခဲ့တဲ့ဂျာရဲ့ချန်ပီယံလိကွာတာဖိုင်နယ်မှာစပိုတင်းကိုအဝေးကွင်းကနေ1-0နဲ့အနိုင်ကစားထားနိုင်ပြီးတော့လာမယ့်ဂျာရဲ့မှာလည်းစပိုတင်းနဲ့ဒူးကျော်ထက်မှန်ကစားဖို့ရှိနေပါတယ်ဝက်ချက်ကာလာကိုဖျက်တမ်းနေရတဲ့အာဆင်နယ်အနေနဲ့အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့အိုဒီဂက်ဆာကာထရော့ဆက်အီဇီတို့ဒဏ်ရာရနေလို့နောက်ထပ်ဒဏ်ရာမရစေဖို့ဒီညမှာပွဲထွက်လူစီအောင်အပြောင်းလဲလုပ်လာဖို့ရှိပါတယ်ဘုံမောက်ကပရီးမီးယားလိအဆင့်73မှာရပ်တည်နေပေမဲ့ခြေတက်ကြွေတက်နေပြီးတော့နောက်ဆုံး12ပွဲဆက်ရှုံးပွဲမရှိဖြတ်တန်းထားနိုင်ပါတယ်နောက်ဆုံး12ပွဲမှာ2ပွဲရာကြေကြပြီးတော့2ပွဲပြန့်ခွာဖြစ်က10ပွဲအထိကြေအောင်ထားတာပါအစင်လာရလဲအာဆင်နယ်နဲ့တွဲဆုံဖူးခဲ့တဲ့နောက်ဆုံး4ချိန်မှာတပွဲပြန့်ခွာပြီးတော့3ပွဲအထိကြေအောင်ထားပါတယ်ဆိုတော့ချန်ပီယံလိပကြော့မှာကျင်းမြောင်းတဲ့ရလက်နဲ့တာအနိုင်ယူထားနိုင်တဲ့အာဆင်နယ်အနေနဲ့ဒူးကြော့မှာပိုကောင်းဖို့ပြင်ဆင်လာဖို့ရှိပါတယ်ဒါကြောင့်ဒီညမှာလူချန်ပွဲထွက်လာနိုင်ပြီးတော့အစင်လာရကိုအာတနေတယ်လို့ဇုံလိုက်ကျဆင်လာတဲ့ဖွင့်လှစ်မှုအရဘုံမောက်ဘော်ဒီကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ